ပေါင်းနဲ့ပြေဆုံးကြပါစေရှင်မြန်မာတက္ကရာ1388ခုပထမဝါဆိုလပြည့်ကျော်ရှိရဲ့ခရစ်တက္ကရာ2026ခုနှစ်ဇွန်လ9ရက်နေ့မင်္ဂလာရှိတဲ့နေ့ထူးနေ့မြတ်မှာဆီယာမကြီးဒေါက်တာစောယူနွေဤတပည့်ရင်ဆီယာမဆုလေနန္ဒာရဲ့ဒနသိတ္တိဒနံဘေရင်ဟောကန်ကြီးကိုရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်ချမ်းမြင့်ကုန်းရပ်ကွက်သဇင်လန်းအမှတ်35တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်ဒီခမ်းနားမှာဆီယာမကြီးဒေါက်တာစောယူနွေဆရာကြီးဦးမောင်မောင်မြင့်အေးနဲ့တပည့်ဆရာမများမှာတက်ရောက်ပြီးတော့ဆီယာမဆုလေနန္ဒာရဲ့ဒနသိတ္တိဒနံဘေရင်ဟောကန်ကြီးကိုအောင်မြင်စွာဖြင့်ဖွင့်လှစ်ပေးခဲ့ပါတယ်ရှင်
အဲ့တော့ပထမဦးကကျွန်တော်အခမ်းအနားအစီအစဉ်လေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအခမ်းအနားအစီအစဉ်ဆိုတာလည်းကျွန်တော်တို့ကဒီရဲ့အစီအစဉ်အခြေအနေရအပိုင်းတော့အစီအစဉ်3ရတော့ကျွန်တော်တို့တတိဘီဒီဆရာမအပေါင်းကနေပြီးတော့မှနော်ဟိုကျွန်တော်တို့ဆရာမကြီးဒေါက်တာဆိုယူနေဆရာကြီးတို့ရဲ့ဖော်ကန်ဆိုင်ဖို့ဖွင့်နေရတဲ့နေမောတတနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆရာမဆုလက်နေတာဧကလဗျာပြလိရပညာရှင်ဆရာမဆုလက်နေတာဒီစီနေမှာဘယ်လိုရသော်ဆရာနဲ့တော့တက်ဆိုင်ပုဂ္ဂိုလ်များအားဆို၍သုမောင်းတောင်းဘုရားရတနာတရားရတနာပြပါစေကောဒီကဲ့သို့ကြွရောက်ပြီးနောက်တွင်ရသော်ဘုရားသာသနာတော်ကြီးအတွန်းရှင်အတွက်တဲ့ဒီကရောဝိနည်းနဲ့တူဆရာမဆုလက်နေတာထိုကဲ့သို့သာသနာဝိနည်းနဲ့ကြီးမြောက်တဲ့ဆရာမဆုလက်နေတာဒီအိမ်အားမြတ်ဆုမြတ်လုံးမြတ်ကဲမြတ်ဟောမြတ်တဲ့မှန်အောင်လို့အတင်တို့ကစောင့်ရှောက်ပြီးတော့ဒီလိုတဲ့မြတ်ကုသိုလ်ပေါင်းပါအပြည့်အမြတ်ပေးပြီးတော့ဒီကောင်းကောင်းစွာတာဒုမောဒနာကိုဆိုကြကြတော့ကတော့ဘုံဖြစ်ပါတယ်เนาะပြီးတော့ရှင်ဆရာကြီးဆရာမကြီးတို့ကလည်းဩဝါဒချင်းမြင့်ပြီးပြင်တာရက်ခါပါတယ်ဆရာမဆုလက်နေတာတို့ဒီကျမ်းပါချမ်းသာပေးပြီးတော့ဝိကိပါပါစေထို့ပြင်တော့နာမည်ကျော်ချလူသိများပြီးဝင်ဝေကောင်းတဲ့ဒီဒီဆရာမကြီးတယောက်ဖြစ်ပါစေတည်းဖြစ်ပါစေတည်းFatana do poco du poco ya que se
တိုင်နှန်းရှိတဲ့ရောပါအလို့ဆိုပြီးတော့ဥပါလိမ့်မယ်။ဝိချက်ထုံးတဲ့ဆရာမစုကနာလို့ပါလူသားပြုတဲ့အခါမှာတမာဒီဝနဲ့ကောင်းတဲ့မြတ်တွေရောဝိဇ္ဇတူတွေရောတိုင်နှန်းရှိတွေရောတမာဒီဝနဲ့များဝိဇ္ဇတူများတိုင်နှန်းရှိများနဲ့ဆက်သွယ်ကြမှာဖြစ်ပါတယ်။တခြားတင်မှာနတ်ပြူရာဘုံတွေပါအင်းဝိဇ္ဇာတန်ဝိဇ္ဇာဒီမနေ့လေးပါ